လှပသည့်လိပ်ပြာတစ်ကောင်တွေ့မြင်ရသည်ကိုအလွန်အံ့အားသင့်ခဲ့သည်နီးကပ်စွာကြည့်လိုက်သည့်အခါထူးဆန်းသည့်လင်းနို့တစ်ကောင်ဖြစ်နေသည်သူ့အားခုန်ကိုက်မိအချိန်တွင်အဖွဲ့သားကလက်ဖြင့်ဖမ်းလိုက်သည်ထို့နောက်လက်များသည်ချက်ချင်းလောင်ကျွမ်းလာပြီးစက္ကန့်ပိုင်းအတွင်းခန္ဓာကိုယ်တစ်ခုလုံးအပြာရောင်မီးကျန်များဖြင့်ဖုံးသွားသည်မိတ်ဆွေများကအကူအညီပေးရန်ပြေးလာကြတော့လဲမမိလိုက်ပေသူသည်အယိုးစုအဖြစ်ပြောင်းလဲသွားပြီးလင်းနို့များပုံပုံများလာသည့်ကြောင့်အလွန်ထိတ်လန့်လာကြသည်အဖွဲ့သားများကလင်းနို့များကိုမောင်းထုတ်ရန်တနက်ဖြင့်ပစ်ကြတော့လဲရင်းတို့သည်လင်းမြန်စွာရှောင်နိုင်ကြသည်လင်းနို့နှင့်ထိသူအားလုံးချက်ချင်းသေဆုံးကြသည်ကြံသူများသည်လင်းနို့များလိုက်နေသောကြောင့်အနီးရှိကူရဲသို့ပြေးဝင်ခဲ့ကြသည်မကြာမီလမ်းဆုံးသွားကြသည်ဂျက်ကမိတိုင်ကိုင်ကရင်းတို့ကိုတွန်းလှန်ရန်ကြိုးစားတော့လဲအဆင်မပြေခဲ့ပေလင်းတို့တစ်ကောင်ကကြောပြင်ကိုကိုက်လိုက်သဖြင့်အပြာရောင်မီးကျန်များကခန္ဓာကိုယ်တစ်ခုလုံးသို့ပြန့်နှံ့သွားသည်ချစ်သူကလေးကမီးကျန်များငြိမ့်သက်ရန်သူ့အားကြောက်ထဲသို့တွန်းချလိုက်သည်သူအိမ်ပြန်ရောက်သောအခါပြင်းထန်သည့်နာကျင်မှုကိုပြန်လည်ခံစားလာရသည်ထို့နောက်အပြာရောင်မီးကျန်များကြောပြင်မှပေါက်ထွက်လာသည်စပွဲပေါ်သို့လက်ဖြင့်ပြင်းပြင်းထန်ထန်ရိုက်လိုက်သည်အခန်းထဲရှိပရိဘောဂအားလုံးမြောက်သွားသည်လင်းတို့ကသူ့အားစူပါပါဝါများပေးအပ်လိုက်ခြင်းဖြစ်သည်